အသက်9နှစ်အရွယ်သာရှိသေးတဲ့တီမူဂျင်ဆိုတဲ့ကောင်လေးဟာသူ့ရဲ့အနာဂတ်ဇနီးလောင်းကိုရွေးချယ်နေခဲ့ပါတယ်။တီမူဂျင်ရဲ့ဖခင်ဖြစ်သူကတော့ချွေးမလောင်းရွေးချယ်တဲ့အခါမှာအသားအရည်ဖြူစင်ပြီးပြည့်ပြည့်ဖြိုးဖြိုးရှိရမယ်။မျက်လုံးအနှဲငယ်တင်းငယ်ပြီးစီးစိမ်ဥစ္စာကိုစုဆောင်းနိုင်စွမ်းရှိရမယ်လို့အကြံပေးခဲ့ပါတယ်။ဒါအပြင်အရေးကြီးဆုံးအချက်ကတော့ခြေထောက်တွေတမာကျန့်ခိုင်ဖို့လိုအပ်ပြီးအဲ့ဒီလိုအမျိုးသမီးမျိုးကသာခင်မုန်းသည့်အတွက်ပျော်ရွှင်မှုတွေကိုတည်ဆောင်ပေးနိုင်လိမ့်မယ်လို့မှာကြားခဲ့တာပါ။တိတ်မကြခင်မှာပဲတီမူဂျင်ဟာကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းဆွဲလန်းနဲ့တက်သွားခဲ့ပြီးသူ့ရဲ့ဖခင်ဖြစ်သူကိုဖွင့်ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့တီမူဂျင်ကိုရန်သူတော်မာကစ်မျိုးနွယ်စုတွေကကောင်မလေးတစ်ယောက်နဲ့လက်ထပ်ပေးပြီးနှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ရန်ညိုးတွေကိုဖြေဖျောက်ဖို့ရည်ရွယ်ထားတာကြောင့်စိတ်ပြတ်သွားခဲ့ပါတယ်။သို့တော်လည်းတီမူဂျင်ကတော့အသေးငယ်ဆုံးမျိုးနွယ်စုတွေကကောင်မလေးနဲ့ပဲချစ်ကြုံဝင်သွားခဲ့ပြီးအဲ့ဒီဆုံးဖြတ်ချက်ဟာအနာဂတ်ရဲ့ကြီးမားတဲ့အစီအစဉ်တွေကိုစတင်ဖို့အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပါတယ်။မထွက်ခွာခင်မှာပဲတီမူဂျင်ဟာကောင်မလေးကိုကြီးကန်းရုပ်ပုံပါတဲ့အစင်တန်စာလေးတစ်ခုအမတ်တရလက်ဆောင်ပေးခဲ့ပြီး9နှစ်ကြာရင်ပြန်လာကလက်ထပ်မယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ဖွဲ့ပြန်လာတဲ့လမ်းမှာပြင်းထန်တဲ့မိုးသက်မုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။မွန်ဂိုလူမျိုးတွေရဲ့ယုံကြည်ချက်အရမိုးကြိုးပစ်ခြင်းဟာနတ်ဖျားတွေရဲ့အမျက်တော်တာကိုကိုစားပြုတယ်လို့ယူဆကြတာကြောင့်အားလုံးဟာကူတစ်ခုထဲမှာခိုလုံနေခဲ့ကြပါတယ်။မုန်တိုင်းငြိမ်သက်သွားတဲ့အခါမှာတော့သူတို့ဟာခီးဆက်ခဲ့ကြပေမဲ့လမ်းခုလက်မှာရန်လိုတဲ့မျိုးနွယ်စုတစ်ခုနဲ့ထိတ်တိုက်တိုးမိပါတော့တယ်။စားချက်မြေရဲ့စီးမြင့်ရရေရှိတဲ့နေရာမှာသွေးထွက်တန်ယိုမဖြစ်ရဘူးဆိုတဲ့ဥပဒေရှိတာကြောင့်နှစ်ဖက်စလုံးဟာလှုပ်ရှားမှုမပြုဘဲတစ်ဖက်နဲ့တစ်ဖက်တတိကြီးစွာစိုက်ကြည့်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတစ်ဖက်မျိုးနွယ်စုရဲ့ကိုယ်စားလှယ်တွေကမိတ်ဆွေဖွဲ့ရဲ့အထိမ်းအမှတ်အနေနဲ့နွားနို့တစ်ခွက်ကိုကမ်းလှမ်းလာခဲ့ပါတယ်။တီမူဂျင်ရဲ့ဖခင်ကလည်းတုံ့ပြန်တဲ့အနေနဲ့စက်ပြစ်ဝိုင်တစ်ခွက်နဲ့အမဲ6တပကံကိုပြင်ဆင်လိုက်ပါတယ်။တစ်ဖက်လူတွေရဲ့မတင်ကားစရာအကြည့်တွေကိုမြင်ရတဲ့အတွက်အဖော်ဖြစ်သူကအစိတ်ပါမပါတီးနိုင်ဖို့တယောက်ကိုအရင်မီးစမ်းခိုင်းတဲ့တယ်လို့အကြံပြုပေမဲ့တီမူဂျင်ရဲ့ဖခင်ကတော့ညှင်းပယ်ခဲ့ပါတယ်။မွန်ဂိုရဲဘော်စိတ်တက်ကိုပြသတဲ့အနေနဲ့နွားနို့ကိုတငုံတဲနဲ့ကုံအောင်တောက်ချလိုက်တာပါ။ဒါပေမဲ့သူဟာတစ်ဖက်လူတွေရဲ့ကောက်ကျစ်မှုကိုရှော့တွက်မိသွားခဲ့ပါတယ်။တိတ်မွေးတဲ့နေရာကိုရောက်တဲ့အခါမှာပဲမြင်းပေါ်ကနေပြုတ်ကျသွားပြီးအစိမ့်မိကကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အော်ဒွန်ဆိုသူကတော့ဝမ်းနည်းခြင်းမရှိဘဲဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အသက်9နှစ်သာရှိသေးတဲ့တီမူဂျင်ကတော့အခြေအနေကိုမကြောက်မရွံ့ပဲတုံ့ပြန်ခဲ့ပြီးအော်ဒွန်ကိုကြာပိုးနဲ့ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ပါတယ်။ဖခင်ဖြစ်သူကွယ်လွန်သွားတာနဲ့အော်ဒွန်ဟာချက်ချင်းပဲပုံကံမှုကိုဥဆောင်ပြီးမျိုးနွယ်စုရဲ့အာဏာကိုသိမ်းပိုက်လိုက်ပါတော့တယ်။အော်ဒွန်ဟာမျိုးနွယ်စုကိုဖျက်ဆီးပစ်ခဲ့ပြီးတီမူဂျင်ရဲ့မိခင်ကတားဆီးဖို့စ조사ပေမဲ့အာဏာလူသူတွေကိုမချင်းချောက်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာမိခင်ဖြစ်သူကအော်ဒွန်ကိုငါသားဟာအနာဂတ်ရဲ့ခံပွင့်ဖြစ်လာမှာဖြစ်ပြီးနင့်ကိုကောင်းကောင်းကြီးကလေးစားချေလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲစားချက်မြေမှာလဲပြီးရဲ့အမြင့်ထက်မကျော်သေးတဲ့ကလေးသူငယ်တွေကိုမတက်ရဘူးဆိုတဲ့စီးမြင့်တစ်ခုရှိနေတာကြောင့်တီမူဂျင်ဟာတက်ဖြတ်ခံရမဲ့ဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့အော်ဒွန်ကတော့တီမူဂျင်ကိုလွတ်ပေးဖို့အစီအစဉ်လုံးဝမရှိခဲ့ပါဘူး။နောက်ထပ်လအနေငယ်ကြတဲ့အခါတီမူဂျင်အရက်ရှိလာရင်ပြန်လာပြီးတက်ပြစ်မယ်လို့ကြုံရခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်ဖို့အတွက်တီမူဂျင်ဟာစောင်းရသည်မရောက်ခင်မှာမြင့်မြတ်တဲ့တောင်တန်းစီကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးကောင်းကင်နတ်ဖျားတွေစီမှာအကူအညီတောင်းခံခဲ့ပါတယ်။နတ်ဖျားတွေကသူ့ရဲ့ဆူတောင်းတန်ကိုကြားသွားပုံရပါတယ်။တီမူဂျင်တယောက်စီးနှင်းတွေကြားမှာအေးခဲ့ပြီးတေဆုံးလူနီးပါးဖြစ်နေတဲ့အချိန်မှာကောင်လေးတယောက်ကသူ့ကိုလာရောက်ကယ်ဆယ်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ကလေးနှစ်ယောက်ဟာချက်ချင်းပဲရင်းနှီးသွားကြပြီးနက်နက်ရှိုင်းစကားတွေပြောဆိုဖြစ်ခဲ့ကြသလိုစားချက်မြေကြီးကိုအတူတူသိမ့်ပိုက်ဖို့အတွက်သွေးတောက်ညီအကိုတွေအဖြစ်တစ္ဆာဆိုခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးဟာအနာဂတ်မှာတီမူဂျင်မွန်ဂိုလီးယားကိုစီးလုံးညီညွတ်အောင်လုပ်မဲ့လမ်းစဉ်အတွင်းအကြီးမားဆုံးပြိုင်ပွဲဖြစ်လာမဲ့ဂျာမူကာပဲဖြစ်ပါတော့တယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲအော်ဒွန်ရဲ့လူတွေဟာကင်းလက်ရင်တီမူဂျင်ပေါအောင်နေတဲ့နေရာကိုရှာဖွေတွေ့ရှိသွားပြီးမျိုးနွယ်စုစီကိုပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။အာဟာရချိုးတဲ့မှုတံကိုရေရှိခံစားခဲ့ရတာကြောင့်တီမူဂျင်ဟာလဲပြီးရဲ့အမြင့်ကိုတောင်မပြည့်မီသေးပါဘူး။အဲ့ဒီအခြေအနေကိုမြင်လိုက်ရတဲ့အော်ဒွန်ကဒေါသထွက်သွားပြီးလူကြီးတွေကိုအမိန့်ပေးကတီမူဂျင်ကိုငါးနဲ့အသားတွေအဝပြဲကျွေးမွေးထားဖို့သူပြန်လာတဲ့အချိန်မှာတက်ဖြတ်ဖို့စံနှုန်းပြည့်မီနေစေရမယ်လို့ကြုံရခဲ့ပါတယ်။တီမူဂျင်ကတော့အော်ဒွန်ကိုတည်ငြိမ်စွာနဲ့သာစိုက်ကြည့်နေခဲ့ပြီးစိတ်အတွင်းမှာတော့ကလဲ့စားချင်မဲ့မိတောက်တွေကိုပုံမပြင်းထန်စွာမွေးမြူထားလိုက်ပါတယ်။သူတို့ထွက်ခွာသွားတဲ့အချိန်မှာပဲကောင်းကင်ကြီးတစ်ခုလုံးမဲမောင်လာခဲ့ပြီးမိုးသက်မုန်တိုင်းတွေပြင်းထန်စွာရွာသွန်းလာပါတော့တယ်။စောင့်ကြက်နေတဲ့စစ်သားတွေဟာလည်းတဲတွေထဲမှာမိုးခိုနေကြတာကြောင့်တီမူဂျင်အတွက်ထိတ်တုံးကြီးနဲ့အတူထွက်ပြေးလွတ်မြောက်ဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုရရှိသွားခဲ့ပါတယ်။သူဟာမရက်မနာထွက်ပြေးခဲ့ပြီးမြင့်မြတ်တဲ့တောင်တန်းစီကိုဥတီသွားကကောင်းကင်နတ်ဖျားတွေစီမှာမိမိကိုလွတ်လပ်ခွင့်ပေးသနာပါရန်ဒူးထောက်ဆူတောင်းခဲ့ပါတယ်။သူ့ရဲ့ဆူတောင်းစကားတွေအဆုံးသတ်သွားတဲ့တခါမှာပဲရေစပလက်လင်ပေါ်မှာနှင်းဝံပူတွေတကောင်ရုတ်တရက်ပေါ်လာခဲ့ပြီးအရာအလုံးကိုထိုးဖောက်မြင်နိုင်တယ်လို့ထင်ရတဲ့ဆူရှားတဲ့မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။တီမူဂျင်ကတော့ကြောက်ရွံ့ခြင်းအလင်းမရှိခဲ့ပါဘူး။နတ်ဖျားတွေရဲ့ထောက်ခံမှုကိုရရှိလိုက်ပြီလို့ယုံကြည်သွားတဲ့အချိန်မှာပဲသူ့ရဲ့ထိတ်တုံးတွေဟာအံပွဲဆန်ဆန်အလိုလျောက်ပြုတ်ထွက်သွားခဲ့ပါတော့တယ်။နှစ်ပေါင်းများစွာကြာမြင့်ပြီးတဲ့နောက်မှာတော့တီမူဂျင်ဟာအရွယ်ရောက်ပြီးတမာထက်မြက်တဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အော်ဒွန်ကတော့သူ့ကိုလိုက်လံဖမ်းဆီးဖို့ဘတော်ခါမှလက်မလျှော့ခဲ့ပါဘူး။သို့တော်လည်းတီမူဂျင်ဟာအခြေအနေတိုင်းကိုကြော်ဖြတ်နိုင်ခဲ့ပြီးအနေအမျိုးစုံကနေအကြိမ်ကြိမ်လွတ်မြောက်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအော်ဒွန်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုအောက်မှာမျိုးနွယ်စုတစ်ခုလုံးဟာဆင်းရဲဒုက္ခမျိုးစုံကိုခံစားနေရတာကြောင့်တီမူဂျင်ဟာမိမိရဲ့ရပိုင်ခွင့်နဲ့ဂုဏ်သိက္ခာတွေကိုပြန်လည်ရယူဖို့တနိဋ္ဌာန်ချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာသူဟာဘော့ဒေနဲ့ထားရှိခဲ့တဲ့9နှစ်ကြာဂတိကဝတ်ကိုအရင်ဆုံးဖြည့်ဆည်းရမှာဖြစ်ပါတယ်။ဂတိအတိုင်းပြန်လာခဲ့တဲ့တီမူဂျင်ကိုဘော့ဒေကဆင်းရဲမွဲတွေနေတာကြောင့်အထင်မသေးခဲ့တဲ့ဝမ်းသာအားရနဲ့လက်ထပ်ဖို့သဘောတူခဲ့ပါတယ်။တီမူဂျင်ဟာအခုချိန်မှာဘရင်တစ်ပါးရဲ့အရှိန်အဝါမျိုးပိုင်ဆိုင်နေပြီဖြစ်ပေမဲ့သူတို့နှစ်ဦးရဲ့နှဆိုင်တဲ့တန်ရောစင်ရှိမှာတော့အနှဲငယ်ရှက်ရွံ့နေစေချစ်ခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ဦးဟာကျေပြတ်တဲ့စားချက်မြေကြီးကိုဖျက်ကျော်ပြီးတီမူဂျင်ရဲ့မိခင်ရှိနေတဲ့မွန်ဂိုရွာကလေးစီကိုပြန်လာခဲ့ကြပါတယ်။
မိခင်ဖြစ်သူကချွေးမဖြစ်သူဘော်တွေကိုဘိုးဝါစင်ဆက်ဝစ်စင်လာခဲ့တဲ့လဲဆွဲလေးတကုံဆင်မြန်းပေးခဲ့ပြီးဘော်တွေကလည်းသူမရဲ့မင်္ဂလာတင်တောင်းခြင်းအဖြစ်အဖိုးရန်သားမွေးဝေယုံကြီးကိုပြန်လည်ပေးအပ်ခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာတရားဝင်လင်မယားအဖြစ်ဘဝတစ်ကိုစတင်ခဲ့ကြပါတော့တယ်ဒါပေမဲ့သူတို့ဇနီးမောင်နှံမင်္ဂလာခန်းဆောင်တဲ့ကိုဝင်ကာနီးချိန်မှာပဲမာကစ်မျိုးနွယ်စုရဲ့ခေါင်းဆောင်ဟာသူ့ရဲ့လူတွေကိုခေါ်ဆောင်ပြီးရုတ်တရက်ရောက်ရှိလာပါတော့တယ်သူတို့ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်ဘော်တွေကိုအတင်းတမလူယူဖို့ပါပဲအကြောင်းရင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတီမူဂျင်ရဲ့မိခင်ကိုမာကစ်မျိုးနွယ်စုစီကနေလူယူသွားခဲ့ဘူးတာကြောင့်အခုအချိန်မှာတော့တီမူဂျင်ရဲ့ဇနီးတဲ့ကိုပြန်လည်လူယူပြီးကလဲစားချေဖို့စ조사နေကြတာဖြစ်ပါတယ်ထွက်ပြေးတိမ်းရှောင်နေကြတဲ့လန်ခုလက်မှာတီမူဂျင်ဟာကန်ဆိုးစွာနဲ့ပဲရန်သူများချက်ထိမှန်သွားခဲ့ပါတယ်ခင်ပွန်းဒီကိုကာကွယ်ဖို့အတွက်ဘော်တွေဟာမိမိကိုဆွတ်လွတ်ဖို့ဆုံးဖြတ်လိုက်ပြီးတီမူဂျင်လွတ်မြောက်သွားစေဖို့မြင်းရဲ့ကြောကိုအာကုံရိုက်နှက်ကမောင်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာမာကစ်မျိုးနွယ်စုရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးသူတို့ရဲ့ခေါင်းဆောင်ဇနီးအဖြစ်အတမခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်အသစ်ဆက်လက်ထပ်ထားတဲ့ဇနီးတဲ့ကိုပြန်လည်ကယ်တင်ဖို့အတွက်တီမူဂျင်ဟာသူ့ရဲ့သွေးတောက်ညီကိုဂျာမူကာစီကိုတွားရောက်အကူအညီတောင်းခံခဲ့ပါတယ်သူဟာဘော်တွေရဲ့မင်္ဂလာတင်တောင်းခြင်းဖြစ်တဲ့တာမွေးဝေယုံကြီးကိုဂျာမူကာစီယူဆောင်လာခဲ့ပြီးဒါဟာသူ့မှာရှိတဲ့တခုတည်းသောအဖိုးတန်ပစ္စည်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်ထို့နောက်မိမိရဲ့ဇနီးတဲ့ကိုကယ်တင်နိုင်ဖို့အတွက်ချစ်လှစွာသောသွေးတောက်ညီကိုဖြစ်သူကကူညီပေးပါရန်လေးလေးနက်နက်တောင်းပန်လိုက်ခဲ့ပါတယ်ဒါပေမဲ့စားချက်မြေရဲ့ထုံးစံအရမွန်ဂိုလူမျိုးတွေဟာအမျိုးသမီးတယောက်အတွက်နဲ့စစ်မတိုက်ကြဘူးဆိုတဲ့တင်းကျပ်တဲ့စီးမင်းတစ်ခုကိုလိုက်နာကြရပါတယ်သို့တော်လည်းတီမူဂျင်ရဲ့စိတ်ဆုံးဖြတ်ချက်ကတော့ပြတ်သားနေခဲ့ပါတယ်သူဟာအလျှော့မပေးရဲ့ထက်ခါတောင်းဆိုခဲ့တာကြောင့်ဂျာမူကလည်းချစ်ရတဲ့ညီအကိုဖြစ်သူရဲ့ဆန္ဒကိုနောက်ဆုံးမှာသဘောတူလိုက်ရပါတော့တယ်ဒါပေမဲ့စစ်ချီဖို့အတွက်တော့နောက်ထပ်ຫນွေဥရာတီရောက်လာတဲ့အထိစောင့်ဆိုင်းရမှာဖြစ်ပါတယ်ဂျာမူကဟာခေါင်းဆောင်တယောက်ဖြစ်လာခါစတာရှိသေးတာကြောင့်သူ့နောက်ကိုလိုက်ပါတိုက်ခိုက်ပေးမဲ့စစ်တီအင်အားတိတ်မများသေးပါဘူးတီမူဂျင်တယောက်စိတ်ပူပန်နေခဲ့ပေမဲ့လည်းစောင့်ဆိုင်းရုံကလွဲပြီးအခြားရေးချယ်စရာမရှိခဲ့ပါဘူးတိတ်မကြခင်မှာပဲလအနေငယ်ကုံဆုံးသွားခဲ့ပြီးညီအကိုနှစ်ယောက်ဟာများပြားလာတဲ့စစ်တီတော်တွေနဲ့မြင့်တက်အင်အားကြီးကိုဥဆောင်ကမာကစ်မျိုးနွယ်စုစီတို့ချီတက်လာခဲ့ကြပါတယ်ဒါပေမဲ့ကြောက်ဆောင်တောင်ကုန်းတွေကြားမှာတော့ထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုဖုံးလွှမ်းနေခဲ့ပါတယ်တိုက်ပွဲတွေ့ကြုံကြွယ်ဝတဲ့ဂျာမူကာကတော့အဲ့ဒီတိတ်ဆိတ်မှုရဲ့နောက်ွယ်မှာအနေရတစ်ခုပုံကွယ်နေရဆိုတာချက်ချင်းရိပ်မိလိုက်ပါတယ်သူခံမှန်းထားတဲ့အတိုင်းပဲမာကစ်စစ်တီတော်အယောက်တရာကျော်ဟာကြောက်ဆောင်တွေကြားမှာပေါအောင်နေခဲ့ကြပြီးရုတ်တရက်ထွက်ပေါ်လာကတိုက်ခိုက်မှုကိုစတင်လိုက်ပါတော့တယ်တေမင်းမျက်နှာဖုံးတွေဆွတ်ထားတဲ့မာကစ်စစ်တီတော်တွေဟာကြောက်မက်ဖွယ်ကောင်းယုံသားမကတိုက်ခိုက်ရေးမှာလည်းအလွန်ကျွမ်းကျင်ကြပါတယ်ဒါပေမဲ့ဂျာမူခါရဲ့စစ်တီတော်တွေကလည်းအလျှော့ပေးမဲ့သူတွေမဟုတ်ခဲ့ပါဘူးနှစ်ဖက်စလုံးဟာအပြင်းထန်တိုက်ခိုက်နေကြပြီးတိုက်ပွဲရဲ့အရှိန်ဟုန်ကပုံမမြင့်တက်လာခဲ့ပါတယ်အရေးကြီးဆုံးအခိုက်အတန့်မှာတော့ဂျာမူခါဟာသူ့ရဲ့ကွင်းညွတ်နေတဲ့ဓားမြောင်ကိုအဆက်မပြတ်ဝေ့ရန်ကဟင်းတီဟင်းရက်တွေကိုလိဖြတ်နေတယ်လို့မျိုးရန်သူတွေကိုတယောက်ပြီးတယောက်အလဲထိုးပစ်လိုက်ပါတယ်အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးတီမူဂျင်ဟာမာကစ်မျိုးနွယ်စုရဲ့စခန်းထဲကိုတိတ်တဆိတ်ဝင်ရောက်သွားခဲ့ကအဖမ်းခံထားရတဲ့ဇနီးတဲ့ဘောတွေကိုအမြန်ဆုံးရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုစောင့်ကြိုနေတဲ့အမှန်တရားကတော့အလွန်နာကျင်ဖွယ်ကောင်းလာပါတယ်ဘောတွေဟာအခုအချိန်မှာရန်သူရင်သွေးကိုကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်သို့တော်လည်းတီမူဂျင်ဟာသူ့မပေါ်အမုန်းတရားတစ်ဆက်မှမထားခဲ့ပါဘူးအဲ့ဒီအစားသူမကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်ပြီးအပြေးလွှာရောက်ရှိလာတဲ့ဂျာမူခါကိုဒါဟာငါရဲ့သားပဲဆိုတဲ့ဂုံယူဝန့်ကြွားတဲ့အကြည့်နဲ့ပြသခဲ့ပါတယ်အဲ့ဒီနေ့ညနေခင်းအောင်ပွဲခံပွဲတော်မှာတော့ဂျာမူကာဟာတီမူဂျင်ကိုသူ့ရဲ့စခန်းမှာဆက်လက်နေထိုင်ပြီးဒုတိယမိတ်ပေးမှုဖြစ်တာဝန်ယူပေးဖို့ကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့တီမူဂျင်ကတော့သူ့ရဲ့ကိုယ်ပိုင်စီစဉ်တွေရှိနေခဲ့တာကြောင့်ယဉ်ကျေးစွာနဲ့ပဲညှင်းပယ်လိုက်ပါတယ်ထို့နောက်သူတို့နှစ်ဦးဟာတိုက်ပွဲကရရှိလာတဲ့တုံးပန်းပစ္စည်းတွေကိုခွဲဝေယူကြတဲ့အခါဂျာမူကာကအများစုကိုရယူခဲ့ပြီးကြန့်ရှိတာတွေကိုတီမူဂျင်အတွက်ချန်ထားပေးခဲ့ပါတယ်တုံးပန်းပစ္စည်းတွေကအကောင်းဆုံးဓာတ်တလက်ကိုလောက်ငယ်သားတွေကရွေးချယ်ပြီးတီမူဂျင်ကိုပေးအပ်ခဲ့ကကျန်တဲ့ပစ္စည်းတွေကိုဘယ်လိုစီမံမလဲဆိုတာမေးမြန်းခဲ့ကြပါတယ်တီမူဂျင်ဟာအဖိုးတန်ပစ္စည်းအလုံးကိုမိမိနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့စစ်တီတော်တွေကိုခွဲဝေပေးခဲ့ရုံသာမကကြာဆုံးသွားခဲ့တဲ့ရဲဘော်တွေရဲ့မိသားစုတွေကိုပါဝေစုတစိတ်တစ်ပိုင်းတတ်မှတ်ပေးခဲ့ပါတယ်အဲ့ဒါတင်မကသေးပဲအကောင်းဆုံးသားကိုတောင်မိမိအတွက်တိတ်ဆိတ်မထားပဲသူ့ရဲ့အရေးချင်းရှိဆုံးရဲဘော်တယောက်ကိုချက်ချင်းပေးအပ်လိုက်ပါတယ်အဲ့ဒီလောက်ရဟာစစ်တီတော်တွေရဲ့နှလုံးသားကိုအပြည့်အဝတိမ့်ပိုက်နိုင်ခဲ့ပြီးလူများရဲ့လေးစားယုံကြည်မှုကိုလည်းရရှိသွားစေခဲ့ပါတယ်တကယ်တော့ဒီလိုမျိုးလောက်ရက်တွေဟာတီမူဂျင်တယောက်မွန်ဂိုစားချက်မြေတစ်ခွင်လုံးကိုဖျက်ကျော်ပြီးအောင်နိုင်သူဖြစ်လာရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့စကားပုံတစ်ခုရှိသလိုတောင်တတောင်ထဲမှာကြားနှစ်ကောင်အတူတူမနေနိုင်ကြပါဘူးနောက်တစ်နေ့မနက်ခင်းမှာတော့ဂျာမူကာဟာတီမူဂျင်တယောက်နှုတ်တောင်မဆက်ပဲထွက်ခွာသွားပြီဆိုတာကိုသိရှိသွားခဲ့ပါတယ်ဒါအပြင်တီမူဂျင်ဟာသူ့ရဲ့အယုံကြည်ရဆုံးလောက်ငယ်သားနှစ်ယောက်ကိုပါခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်အကြောင်းကတော့အဲ့ဒီစစ်တီတော်တွေဟာတီမူဂျင်ကသာစားချက်မြေရဲ့စစ်မှန်တဲ့အုပ်ချုပ်သူဖြစ်တယ်လို့ယုံကြည်နေခဲ့ကြလို့ပါပဲဒီသတင်းကိုသိလိုက်ရတဲ့ဂျာမူကာဟာဒေါသတွေအလိမ့်လိုက်တက်လာခဲ့ပြီးမြင်းပေါ်ကိုခုန်တက်ကသူတို့နောက်ကိုချက်ချင်းလိုက်လံဖမ်းဆီးခဲ့ပါတော့တယ်သူဟာအုပ်စုကိုအလင်းမြန်မိသွားခဲ့ပြီးတီမူဂျင်ကိုဘာကြောင့်စကားတခုမှမပြောဘဲထွက်သွားရတာလဲသူ့ရဲ့လူတွေကိုပါဘာကြောင့်ခေါ်ဆောင်သွားရတာလဲဆိုပြီးထိတ်တိုက်ရင်ဆိုင်မင်းမြန်းခဲ့ပါတယ်ဒါပေမဲ့ညီအကိုဖြစ်သူရဲ့မိကုံးတွေကိုရင်ဆိုင်နေရတဲ့တီမူဂျင်ကတော့မိမိရဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်တယ်လို့အခိုင်အမာယုံကြည်ထားခဲ့ပြီးလောက်ငယ်သားတွေကိုပြန်လည်အနံ့ဖို့လုံးဝအစီအစဉ်မရှိခဲ့ပါဘူးတီမူဂျင်ရဲ့အပြုအမူဟာဂျာမူခါရဲ့ညီငယ်ဆုံးကိုပြင်းထန်စွာမကြေမနက်ဖြစ်စေခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာကန့်ကွက်တဲ့အနေနဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပါတော့တယ်ကံကောင်းထောက်မစွာပဲဂျာမူခါကအချိန်မီကြားဝင်တားဆီးခဲ့ပြီးညီဖြစ်သူရဲ့ဒေါသတွေကိုထိန်းချုပ်ပေးနိုင်ခဲ့ပါတယ်စိတ်ထဲမှာမကျေနပ်မှုတွေရှိနေစေဖြစ်ပေမဲ့ဂျာမူခါဟာတီမူဂျင်တို့ကိုနောက်ဆုံးမှာလွတ်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့ကဖြစ်ရဟာတစ်ချိန်ကတွေးတောက်ညီကိုတွေအဖြစ်တစ္ဆာဆိုခဲ့ဘူးတဲ့လူနှစ်ယောက်ကြားမှာအကြောင်းထင်သွားစေခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်လအနေငယ်ဟာမျက်စိတမိတ်အတွင်းကုံဆုံးသွားခဲ့ပြီးဂျာမူခါရဲ့ညီဖြစ်သူကတော့တီ
တီမူဂျင်ကိုကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာတီမူဂျင်ရဲ့စခန်းထဲကိုတိတ်တဆိတ်ခိုးဝင်ပြီးစစ်မြင်းတွေကိုခိုးယူဖို့စ조사ခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ပဲတီမူဂျင်ရဲ့လူတစ်ယောက်ကမြင်သွားခဲ့ပြီးပြစ်တက်လိုက်ပါတော့တယ်။မိမိရဲ့လက်အောက်ငယ်သားကြောင့်ပြဿနာကြီးတစ်ခုဖြစ်ပွားတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အဲ့ဒီစစ်တီဟာတီမူဂျင်ရဲ့ရှေ့မှာဒူးထောက်လိုက်ပြီးမျိုးနွယ်စုနှစ်ခုကြားငြိမ်းချမ်းရေးကိုထိမ့်သိမ်းနိုင်ဖို့သူ့ရဲ့ခေါင်းကိုဂျာမူခါစီအနံ့လိုက်ပါလို့တောင်းပန်ခဲ့ပါတယ်။တီမူဂျင်ဟာဘာလို့ရမှန်းမသိအောင်အကြက်ရိုက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူဘော်တွေကရှင်ဟာရှင်တို့လူမျိုးတွေအတွက်အရာအလုံးကိုပေးဆက်ခဲ့ပြီးသားပါ။အခုအချိန်မှာမိမိရဲ့ရဲဘော်ကိုသာရန်သူလက်ထဲအနံ့လိုက်ရင်လူမျိုးတွေကရှင်ကိုဘယ်လိုမြင်ကြတော့မလဲလို့ပြောလိုက်ပါတယ်။အဲ့ဒီရိုးရှင်းတဲ့စကားလုံးတွေဟာတီမူဂျင်ရဲ့စိတ်ကိုချက်ချင်းနှိုးချသွားစေခဲ့ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုပုံမခိုင်မာသွားစေခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဂျာမူခါရဲ့ညီတေဆုံးသွားတဲ့သတင်းကိုကြားရတဲ့အခါအော်တွန်ဟာချက်ချင်းပဲဂျာမူခါစီကိုတွားရောက်ခဲ့ပါတယ်။သူဟာတစ္ဆာဖောက်မှုရဲ့မိတောက်တွေကိုပုံမတောက်လောင်လာအောင်အဆက်မပြတ်နားချပြောဆိုခဲ့ပါတယ်။အရင်ကတည်းကမကျေနပ်မှုတွေစုပုံနေခဲ့တဲ့ဂျာမူခါဟာအခုအခါမှာတော့ညီဖြစ်သူရဲ့တေဆုံးမှုအတွက်ကလဲ့စားချေလိုစိတ်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာခဲ့ပါတယ်။တိတ်မကြခင်မှာပဲသူတို့နှစ်ဦးဟာမဟာမိတ်ဖွဲ့လိုက်ကြပြီးတီမူဂျင်ကိုစစ်ကြေညာလိုက်ပါတော့တယ်။အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အခြေအနေမှာတီမူဂျင်ဟာတက်ကြီးရွယ်အိုတွေမစွမ်းမတန်သူတွေအမျိုးသမီးတွေနဲ့ကလေးသူငယ်တွေကိုအရင်ဆုံးစခန်းကနေထွက်ခွာသွားဖို့အမိန့်ပေးခဲ့ပါတယ်။နှုတ်ဆက်ချိန်မှာတော့ဇနီးဖြစ်သူဘော်တွေကအမတ်တရလက်ဆောင်လေးတစ်ခုပေးအပ်ခဲ့ပြီးဘေးကင်းကင်းနဲ့ပြန်လာနိုင်ဖို့ဆုတောင်းပေးခဲ့ပါတယ်။သူတို့ရင်ဆိုင်ရမယ့်ရန်သူစစ်တပ်ဟာမိမိတို့ထက်အင်အားအဆပေါင်း20ကျော်များပြားနေပေမဲ့တီမူဂျင်ရဲ့စစ်တီတွေထဲမှာတော့ကြောက်ရွံ့ခြင်းဆိုတာမရှိခဲ့ပါဘူး။တယောက်မှနောက်ဆုတ်ဖို့မရွေးချယ်ခဲ့ကြပါဘူး။ဂျာမူခါကတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တာနဲ့ပြင်းထန်တဲ့စစ်ပွဲကြီးစတင်သွားပါတော့တယ်။ရန်သူတွေဟာဒီရေလိုင်းကြီးလိုအလုံးရင်းနဲ့တိုးဝင်လာခဲ့ပေမဲ့တီမူဂျင်ရဲ့လူတွေကတော့အသက်ကိုပဓာနာမထားပဲအစွမ်းကုန်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။မိမိရဲ့ရဲဘော်တွေတယောက်ပြီးတယောက်ကြာဆုံးသွားတာကိုမြင်နေရတဲ့တီမူဂျင်ဟာဒေါသတွေအလိမ့်လိုက်ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လက်လေးဖက်ဟာလက်နှစ်ဖက်ထက်တမာတယ်ဆိုသလိုပဲအရေးအတွက်အလွန်ကွာဟမှုကိုမကျော်လွှားနိုင်ခဲ့ပါဘူး။တိတ်မကြခင်မှာပဲတီမူဂျင်ဟာစစ်မြေပြင်ပေါ်မှာတယောက်တည်းအထီးကျန်စွာကြံရစ်ခဲ့ပါတော့တယ်။ဒါဟာသူ့ဘဝတစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့တစ်ခုတည်းသောစစ်ရှုံးနိမ့်မှုလည်းဖြစ်ပါတယ်။သို့တော်လည်းတစ်ချိန်ကသွေးတောက်ညီအကိုဖြစ်ခဲ့ဘူးတဲ့တန်ရောစင်ကြောင့်ထင်ပါရဲ့။ဂျာမူကာဟာတီမူဂျင်ကိုချက်ချင်းမတက်ခဲ့ရဲ့ဂုံတီတယောက်စီမှာကျွန်းဖြစ်ရောင်းချပစ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့တီမူဂျင်ဟာအနောက်ဘက်အာရှမင်းဆက်ရဲ့နေဆက်ဒေသစီကိုရောက်ရှိသွားခဲ့ပါတယ်။နေဆက်ရာရှိတယောက်ရဲ့ရှေ့ကနေဖြတ်တန်းသွားတဲ့အချိန်မှာတော့အဲ့ဒီရာရှိဟာတီမူဂျင်ရဲ့ထူးခြားတဲ့အရှိန်အဝါကိုချက်ချင်းသတိထားမိသွားခဲ့ပါတယ်။အနားမှာရှိနေတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကလည်းအဲ့ဒီလူဟာတာမန်လူတယောက်မဟုတ်တာကြောင့်မဝယ်ယူဖို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့နေဆက်ရာရှိကတော့အဲ့ဒီသတိပေးချက်ကိုဂရုမစိုက်ခဲ့ပါဘူး။တီမူဂျင်ကိုငွေပြားငါးပြားတဲ့နဲ့ဝယ်ယူလိုက်ပါတော့တယ်။သို့တော်လည်းသူဟာတီမူဂျင်ကိုတပ်ပစ်ဖို့မရည်ရွယ်ခဲ့ပဲခွေးလောင်အိမ်ထဲမှာပိတ်လောင်ထားပြီးနေ့စဉ်နေ့တိုင်းရက်ဆက်စွာနှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။သူ့ရဲ့ခါရတာစိတ်လိုက်မှန်ပါဆုံးဖြတ်ချက်ဟာအနာဂတ်မှာမိမိတို့ရဲ့မင်းဆက်တစ်ခုလုံးပျက်စီးသွားစေလိမ့်မယ်ဆိုတာကိုမတွေးမိခဲ့သလိုအခုလိုနှိပ်စက်ခံနေရတဲ့ကျတယောက်ဟာတနေ့မှာကဘာကြီးကိုတိမ့်ပိုက်မဲ့သူဖြစ်လာလိမ့်မယ်လို့လည်းမထင်မှတ်ထားခဲ့ပါဘူး။ဒီနေရာမှာတီမူဂျင်ဟာတိရစ္ဆာန်တစ်ကောင်လိုဆက်ဆံခံခဲ့ရပါတယ်။မူးမတ်တွေရဲ့လောင်ပြောင်မှုကိုခံခဲ့ရတယ်လို့နေရောညပါယာတီဥဒုတန်ကိုအကာအကွယ်မရှိခံစားခဲ့ရပြီးအစားအစာကိုလည်းဝဝလင်လင်မစားရခဲ့ပါဘူး။ခွေးတွေတောင်သူ့ထက်ပိုကောင်းကောင်းစားတော့နေကြပါတယ်။ဒါပေမဲ့တီမူဂျင်ကတော့တုံ့လောက်ခြင်းအလင်းမရှိခဲ့ပါဘူး။သူ့ရဲ့တင်းငယ်တဲ့မျက်လုံးတွေနဲ့ကဘာကြီးကိုတည်ငြိမ်စွာစိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒီအခြေအနေအားလုံးကိုမြင့်မြတ်တဲ့ဘုန်းတော်ကြီးတစ်ပါးကမြင်တွေ့သွားခဲ့ပြီးတီမူဂျင်ရဲ့ရှေ့မှာဒူးထောက်လိုက်ပါတယ်။ထို့နောက်အနာဂတ်မှာတင်ဟာငါတို့စီကိုကျူးကျော်ဝင်ရောက်လာတဲ့အခါငါတို့ရဲ့ကျောင်းတော်တွေကိုတော့ချမ်းသာပေးပါလို့တောင်းပန်ခဲ့ပါတယ်။အဲ့ဒီဘုန်းတော်ကြီးတီမူဂျင်ကတိုက်ရိုက်အဖြေမပေးခဲ့ရင်မဲ့သူ့မှာရှိတဲ့အမတ်တရပစ္စည်းလေးကိုထုတ်ပေးလိုက်ပြီးဒါကိုသူ့ရဲ့ဇနီးတဲ့စီအရောက်ဖို့ပေးဖို့ဒါမှသာကျောင်းတော်ကိုကာကွယ်နိုင်လိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘုန်းတော်ကြီးဟာလူသူကင်းမဲ့တဲ့တဲကနာယာကြီးကိုဖျက်ကျော်ကအထီးကျန်ခီးတစ်ခုကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ပြင်းထန်လွန်းတဲ့နေပူရှိန်တန်ကိုမခံနိုင်တော့ပဲလမ်းခုလက်မှာပင်ပြန်လွန်တော်မူသွားခဲ့ပါတယ်။သို့တော်လည်းကီလိုမီတာအနည်းငယ်ကွာမှာရှိနေတဲ့ဘော်တွေကတော့တစုံတရာကိုအာယုံရလိုက်တယ်လို့ခံစားမိခဲ့ပါတယ်။ဒါကြောင့်သူမဟာမိမိရဲ့ကလေးကိုခေါ်ဆောင်ပြီးပျောက်ဆုံးနေတဲ့ခင်ပွန်းတီကိုလိုက်လံရှာဖွေဖို့ထွက်ခွာသွားခဲ့ပါတော့တယ်။လမ်းခုလက်ကိုရောက်လာတဲ့အခါမှာတော့ဘော်တွေဟာကွယ်လွန်သွားခဲ့တဲ့ဘုန်းတော်ကြီးရဲ့လက်ထဲမှာရှိနေတဲ့အမတ်တရပစ္စည်းလေးကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အဲ့ဒီခိုက်တက်မှာပဲသူမဟာမိမိရဲ့ခင်ပွန်းတီတီမူဂျင်ဟာအသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာကိုသဘောပေါက်သွားပါတော့တယ်။ဘော်တွေဟာလမ်းမှာတွေ့တဲ့ကုန်တီအဖွဲတစ်ဖွဲကိုအသေးတန်တားဆီးလိုက်ပြီးခင်ပွန်းတီရှိနေတဲ့အနောက်ဘက်အာရှမင်းဆက်စီကိုလိုက်ပါဖို့ဆောင်ပေးဖို့တောင်းပန်ခဲ့ပါတယ်။အဲ့ဒီအတွက်သူမဟာမိမိရဲ့ခန္ဓာကိုယ်ကိုယ်တောင်အလဲလဲလုပ်ဖို့ဝန်မလေးခဲ့ပါဘူး။နှစ်ပေါင်းများစွာခွဲခွာနေခဲ့ရပြီးတဲ့နောက်မှာတော့ဘော်တွေဟာခင်ပွန်းတီနဲ့ပြန်လည်ဆုံတွေ့ခွင့်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့သူမရှိမှရက်နေတဲ့လူဟာတစ်ချိန်ကရဲရင်တမာခဲ့တဲ့တီမူဂျင်မဟုတ်တော့ပါဘူး။ရေရှည်အာဟာရပြက်လက်မှုတန်တွေကြောင့်အသားရည်တွေခြောက်သွင်းနေပြီးခန္ဓာကိုယ်တစ်ခုလုံးဟာတက်ခေါက်ချောက်လိုပိန်လိနေခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဘော်တွေဟာမျက်ရည်တွေကိုအောင့်အီးထားခဲ့ရပါတယ်။အဲ့ဒီနေ့ညမှာပဲသူမဟာလက်ထဲမှာရှိတဲ့ငွေပြားအလုံးကိုအသုံးပြုပြီးအဆောင်တွေကိုလက်ထိုးခဲ့တယ်လို့မိမိအသက်နဲ့လဲယူခဲ့ရတဲ့ခင်ပွန်းတီကိုလည်းအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်။ရုတ်တရက်ပေါ်လာတဲ့သမီးလေးကိုမြင်လိုက်ရတဲ့အခါမှာတော့တီမူဂျင်ဟာဇနီးတဲ့ဘလောက်တောင်ဒုက္ခတွေခံစားခဲ့ရမလဲဆိုတာကိုချက်ချင်းနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့သူဟာကလေးကိုအပြစ်မမြင်ခဲ့ပါဘူး။ဝမ်းမြောက်ဝမ်းသာနဲ့ပဲမိမိရဲ့သမီးလေးအဖြစ်လက်ခံခဲ့ပါတယ်။ဇာတိမြေကိုပြန်ရောက်တဲ့အခါမှာတော့ပုံမိုကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုစတင်နိုင်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့စားချက်မြေကြီးကတော့ပြောင်းလဲသွားခဲ့ပါပြီ။တစ်ချိန်ကအသက်ဝင်ခဲ့တဲ့မြေတိုင်းပြင်ကြီးဟာအခုအခါမွန်ဂိုလူမျိုးတွေရဲ့ဆင်းရဲဒုက္ခတွေကြောင့်မြေခန်းတစ်ခုလိုဖြစ်နေခဲ့ပါတယ်။အဲ့ဒီအတွက်တီမူဂျင်ဟာမြင့်မြတ်တဲ့တောင်တန်းစီကိုပြန်တက်သွားပြီးကောင်းကင်ဘုံကမိမိကိုခွန်အားပေးသနာဖို့ထပ်မံဆုတောင်းခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်က
သူနဲ့တွေ့ဆုံခဲ့ဘူးတဲ့နင်းဝမ်ပူလွေကြီးဟာထပ်မံပေါ်လာခဲ့ပါတယ်။အဲ့ဒီဝမ်ပူလွေရဲ့ဆူရှားတဲ့အကြည့်အောက်မှာတီမူချင်းဟာစားချက်မြေတစ်ခုလုံးကိုစီလုံးညီညွတ်အောင်လှုပ်ဆောင်မယ်လို့တစ္ဆာဆိုလိုက်ပါတယ်။ပြီးတော့သူဟာအဲ့ဒီကတိကိုတကယ်အကောင့်ထဲပေါ်ခဲ့ပါတယ်။ရဲစွမ်းတတိရှိတဲ့သူရဲကောင်းအမြောက်များဟာတီမူချင်းရဲ့အလံအောက်ကိုလာရောက်ပူးပေါင်းခဲ့ကြပြီးမကြခင်မှာပဲအင်အား1000ရှိတဲ့တောင်တင်းခိုင်မာတဲ့စစ်တပ်ကြီးကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။အခုအချိန်မှာတော့တီမူချင်းဟာဂျာမူခါအတွက်အကြီးမားဆုံးချိန်ချောက်မှုတစ်ခုဖြစ်လာခဲ့ပါပြီ။ဇူးမြစ်ကမ်းပါးမှာစခန်းချထားတဲ့ဂျာမူခါရဲ့စစ်အင်အားဟာမိမိတို့ထက်20ကျော်များပြားနေခဲ့ရင်မဲ့တီမူချင်းရဲ့မျက်နှာမှာတော့ကြောက်ရွံ့မှုအရေးအယောင်တစ်ဆက်မှမရှိခဲ့ပါဘူး။သူဟာကောင်းကင်ဘုံရဲ့စောင့်ရှောက်မှုအောက်မှာမိမိရဲ့စစ်တပ်ဟာအနိုင်မခံအရှုံးမပေးချစ်လိမ့်မယ်လို့အခိုင်အမာယုံကြည်ထားခဲ့ပါတယ်။ထို့နောက်သူတို့ဟာမြင်းကောင်းတွေကိုလှည့်ပြီးစုတ်ခွာသလိုဟန်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီအခါရန်သူတွေဟာတိတ်ခါပြန်ဆယ်ဖို့အတွက်အတင်းလိုက်လာကြပြီးတီမူချင်းကြိုတင်ပြင်ဆင်ထားတဲ့ထောင်ချောက်ထဲကိုမတိလိုက်ပဲကြားရောက်သွားခဲ့ပါတော့တယ်။တီမူချင်းရဲ့အမိန့်ပေးတံထွက်ပေါ်လာတာနဲ့အမျှပုံအောင်နေတဲ့လေးသမားတွေဟာတပြိုင်နက်တည်းပေါ်လာခဲ့ကြပြီးမြားမိုးတွေဟာစစ်မြေပြင်တစ်ခုလုံးကိုလွှမ်းကြုံသွားပါတော့တယ်။မိနစ်ပိုင်းအတွင်းမှာပဲရန်သူတပ်ဦးတစ်ခုလုံးချေမှုန်းခံလိုက်ရပါတယ်။ဒေါသအမျက်တွေပောက်ကွဲသွားတဲ့ဂျာမူကာဟာစစ်တပ်တစ်ခုလုံးကိုပင်လယ်လိုင်းလုံးကြီးတစ်ခုလိုအရှိန်ဟုန်နဲ့တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကမီးမောင်နေရဲ့တိမ်တိုက်ကြီးနှစ်ခုဟာဖြည်းဖြည်းချင်းပူးပေါင်းလာခဲ့ပါတယ်။တီမူချင်းကတော့ဒါဟာကောင်းကင်ဘုံကအကူအညီရောက်လာပြီဆိုတာကိုသိလိုက်ပါတယ်။တိမ်တိုက်တွေပုံမထူထက်လာပြီးလျှက်စီးတန်းတွေလက်လာတဲ့အခါမှာတော့မွန်ဂိုစစ်တီတွေအားလုံးဟာမိုးကြိုးတန်ကိုကြားယုံနဲ့ထိတ်လန့်ကုန်ကြပါတယ်။အကြောင်းကတော့သူတို့ဟာမိုးကြိုးကိုနတ်ဖျားတွေရဲ့အမျက်ဒေါသဖြစ်ယုံကြည်ထားကြလို့ပါပဲ။ရလက်အနေနဲ့ဂျာမူခါရဲ့စစ်တပ်ကြီးဟာချက်ချင်းဖရိုဖျဲဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတီမူချင်းတယောက်တည်းသာစားချက်မြေပေါ်မှာနတ်ဖျားတစ်ပါးလိုမမတ်ရက်နေခဲ့ပါတယ်။သူဟာရှေ့လျားတဲ့ဓာကြီးကိုကောင်းကင်စီမြောက်လိုက်ပြီးရှေ့ကိုဝှေ့ရမ်းလိုက်ပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့စစ်တီတော်တွေဟာမိမိတို့ရဲ့မြင့်မြတ်တဲ့အုပ်ချုပ်သူကိုမြင်တွေ့သွားကြသလိုခံစားလိုက်ရပါတယ်။ထို့နောက်မိုးကြိုးလျက်စီးတွေကိုကြောက်ရွံ့ခြင်းမရှိတော့ဘဲဓားတွေကိုမြောက်ကရန်သူတွေစီအပြင်းထန်တိုးဝင်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အဆုံးဖြတ်ပေးမဲ့အဲ့ဒီတိုက်ပွဲကြီးမှာတီမူချင်းရဲ့တပ်တွေအောင်ပွဲခံနိုင်ခဲ့ပါတယ်။အဲ့ဒီအောင်ပွဲနဲ့အတူတီမူချင်းဟာစားချက်မြေရဲ့စစ်မှန်တဲ့အုပ်ချုပ်သူဖြစ်လာခဲ့ပါတော့တယ်။စားချက်မြေရဲ့ထုံးစံအရတုံပန်းတွေနဲ့တုံပန်းပစ္စည်းအလုံးကိုဖျက်ဆီးပြရမှာဖြစ်ပေမဲ့တီမူချင်းကတော့အဲ့ဒီလိုမလုပ်ခဲ့ပါဘူး။သူဟာတုံပန်းအလုံးကိုမိမိရဲ့စစ်တပ်ထဲမှာထည့်သွင်းပြီးအခွင့်အရေးတစ်တွေပေးခဲ့ပါတယ်။အဲ့ဒီထူးခြားတဲ့အုပ်ချုပ်မှုနဲ့စနစ်တကျရှိတဲ့စီးမြစ်တစ်တွေဟာသူ့ကိုဒီအဆင့်ထိရောက်ရှိစေခဲ့တဲ့အဓိကအကြောင်းရင်းတွေဖြစ်ခဲ့ပါတယ်။စခန်းကိုပြန်ရောက်တဲ့အခါမှာတော့တီမူချင်းဟာရဲဘော်ဟောင်းဂျာမူခါကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ပါတယ်။အကြောင်းကတော့သူဟာဂျာမူခါကိုရန်သူတယောက်ဖြစ်ဘယ်တော့မှမမြင်ခဲ့လို့ပါပဲ။ဒါကြောင့်နောက်ဆုံးမှာဂျာမူခါကိုလွတ်ပေးခဲ့ပါတယ်။1206ခုနှစ်အသက်44နှစ်အရွယ်မှာတီမူချင်းဟာမွန်ဂိုစားချက်မြေတစ်ခုလုံးကိုစီလုံးညီညွတ်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးဂျင်ကစ်ခံပွဲနာမန်ကိုခံယူခဲ့ပါတယ်။ထို့နောက်အနောက်ဘက်အာရှမင်းဆက်တွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့ဂတိပေးထားတဲ့အတိုင်းဖုံးတော်ကြီးတွေရဲ့ကျောင်းတော်တွေကိုတော့ချမ်းသာပေးခဲ့ပါတယ်။အဲ့ဒီနောက်အင်အား3သိန်းရှိတဲ့စစ်တပ်ကြီးနဲ့အတူအရှိနဲ့အနောက်ကိုဆက်လက်ချီတက်ခဲ့ပြီးနိုင်ငံပေါင်း40ကျော်လူမျိုးစုပေါင်း920ကျော်ကိုမိမိရဲ့အင်ပါယာအောက်မှာစုစည်းနိုင်ခဲ့ပါတယ်။စတုရန်ကီလိုမီတာ45တန်းကျော်ကျယ်ဝန်းတဲ့အင်ပါယာကြီးကိုတည်ထောင်နိုင်ခဲ့တာကြောင့်သူဟာလူသားသမိုင်းမှာအကြီးမားဆုံးအင်ပါယာတွေထဲကတစ်ခုကိုဖန်တီးခဲ့သူဖြစ်လာခဲ့ပါတယ်။ဒါကတော့ကျမဘွားကနေကဘာကျော်အောင်နိုင်သူဖြစ်လာခဲ့တဲ့တီမူချင်းခေါ်ဂျင်ကစ်ခန်ရဲ့ကန်ထဝင်ဆန်လာတဲ့ဘွားဆက်ကြောင်းပဲဖြစ်ပါတော့တယ်။